တိုက်တွေကိုနော်ကျွန်တော်တို့ဗမော်အထိမစောင့်မဲနဲ့သူတို့ရဲ့ဌာနေပါတယ်နော်ကောင်းကင်ကိုဘောကူမပြန်တတ်ခင်ကျွန်တော်တို့ရှင်းနိုင်ဖို့ mission တွေများများဖော်နိုင်ဖို့လို့အတွက်နော် Brave Warrior for မြန်မာလိုအဖွဲ့တွေကိုကျွန်တော်ဝိုင်းပြီးထောက်ဖို့လုပ်ပေးကြပါတခါမြေပြင်မှာတကယ်တိုက်ပွဲဝင်နေတဲ့နော်ဗမာမျိုးသားတော်လှန်ရေးတပ်တော် BNR လို့နော်အဖွဲ့တွေနော်ဘုံနဂါတို့အဖွဲ့တွေနော်မောင်ဆောင်ကားတို့ဥဆောင်တဲ့ BBL လို့အဖွဲ့တွေနော်ကိုသက်ကြီးတို့ဥဆောင်တဲ့အဖွဲ့တွေဘူမိုက်ခဲတို့ဥဆောင်တဲ့အဖွဲ့တွေတခါကျွန်တော်တို့ကပ္ပစတွေကိုနှွာခဲ့တဲ့နော်ဗမာအာဘီလိုအဖွဲ့တွေဒီလိုလက်တွေ့မြေပြင်မှာလှုပ်ဆောင်နေတဲ့အဖွဲ့တွေကိုနော်အဖွဲ့အကြီးငယ်များစွာရှိနိုင်ပါတယ်နော်ဒါတွေကိုကျွန်တော်တို့ကထိထိရောက်နဲ့ဝိုင်းကူပေးကြလို့ရှိရင်မဟာဗျူဟာမြောက်ကျွန်တော်တို့စိုးမိုးမှုကိုရအောင်ယူလို့ရတယ်အဲ့လိုမျိုးကျွန်တော်တို့ကမြင်မြထိထိရောက်နဲ့လုံနိုင်လေရန်သူကဥကျိုးလေရန်သူရဲ့ပြတ်သုံးမဲ့နေ့ရက်တွေကပိုနီးလာပြီကျွန်တော်ရန်သူကပြတ်သုံးဖို့နေ့ရက်တွေပိုနီးလာလေကျွန်တော်တို့ကအောင်ပွဲကိုတနေ့ထက်တနေ့ပို့ပြီးတော့နီးလာလေလို့ကျွန်တော်တို့ကပြောလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းနော်တကယ်ကိုမြန်မာပြည်အနက်မှာနော်ကျွန်တော်တို့အာဇန်နီကိုဇီယာတော်တို့နော်ဆိုခဲ့တဲ့သချင်းတွေရလို့ပေါ့အကုန်လုံးထားကြအကုန်လုံးထကဆိုတဲ့တိုက်ပွဲခေါ်တဲ့များနော်ပေါ်ပေါက်လာရင်ဖြစ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့လဲဘလို့ပုံစံမျိုးနဲ့ဝင်ပါလို့ရမလဲကြိုတင်ပြီးတော့ပြင်ဆင်ထားစီခြင်းတယ်နော်ဖြစ်လာခဲ့လို့ရှိရင်ကျွန်တော်တို့ကနော်စစ်ရှောင်မှုပဲမစင်စားပဲနဲ့ဒီဟာကိုကျွန်တော်တို့အနေနဲ့ဘလို့မျိုးလုပ်လို့ရမလဲပါဝင်လို့ရမလဲတခါလက်ရှိအနေခါမှာလဲရန်သူကိုကျွန်တော်တို့ဘလို့နှွာလို့ရမလဲဒါတွေကိုလည်းဝိုင်းဝန်းပြီးတော့ပါစီခြင်းတယ်ဥမာဆိုလို့ရှိရင်ရန်သူကိုကျွန်တော်တို့ကသွေးစွန်းငွေတွေမပေးဘူးဒါတွေကိုလည်းထိထိရောက်နဲ့နော်သွေးပေးအေးပါနဲ့ထိထိရောက်နဲ့လှုပ်စီခြင်းနဲ့မြန်မာပြည်ဟာဆိုတဲ့ဟာကရောင်းအားတွေထိုးကျခဲ့ဘူးတဲ့ယနေ့အချိန်မှာမြန်မာပြည်ရဲ့ရောင်းအားဘယ်လိုပြန်ဖြစ်သွားပြီလဲနော်မြို့နေပြည်သူတွေကအေးစစ်စစ်မြန်မာပြည်လေးတောက်ပြီးတော့တယ်လီဖုန်းမှာအေးနဲ့ပြောနေတာလားနော်ဒါမှမဟုတ်ရှင်ရန်သူရဲ့ထွက်ကုန်တွေကိုအားပေးနေပြီးတော့ရန်သူဘက်တော်သားတွေကိုအားပေးနေပြီးတော့အချိန်တန်ကြတော့မှကောင်းလိုက်လီဘာကြီးအားရှိလိုက်လီဘာကြီးဆိုပြီးတော့လုံနေတာလားယနေ့အချိန်မှာတော့ကျွန်တော်ပြည်သူတွေပြန်လဲပြီးတော့စမ်းစစ်စေခြင်းနဲ့စမ်းစစ်ပြီးတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ကလူတိုင်းကနော်လက်နက်ကင်နေကြမှာတော်လန်နိုင်မှာပေါ့လက်နက်မကင်နိုင်လို့ရှိရင်လည်းကျွန်တော်တို့ကတခြားရန်သူရဲ့နော်စီးပွားရေးစစ်မျက်နှာလူမှုရေးစစ်မျက်နှာရန်သူရဲ့အုပ်ချုပ်ရေးရန်နေရန်သူရဲ့စိတ်ဓာတ်စစ်စီဒီဟာတွေကိုရိုက်ချိုးဖို့လို့အတွက်နော်ဒီဟာတွေကိုထိုးစစ်ဆင်ဖို့လို့အတွက်ဒီနေရာမှာကျွန်တော်တို့ပြည်သူတွေအနေနဲ့အကုန်လုံးပူးပေါင်းပါဝင်လို့ရတယ်တခါရန်သူကအခုဆိုလို့ရှိရင်ဝါဒဖြန့်ချီရန်နေရတွေနဲ့နော်သူတို့စစ်ရှုံးနေတဲ့ဟာဥပမာဆိုလို့ရှိရင်သူတို့တပည့်ရဲမှာဆိုသူတို့ရဲဆက်ဆက်လုပ်ခဲ့တာတွေရှိတယ်ဒါကိုဖိုးဖို့လို့အတွက်သတင်းတူတွေပြန်တင်တာနော်တခါအခြေမြင့်မရှိတဲ့ပေါ့လို့ဘဲစားတွေလိုက်ပေါ်မှာရန်ဖြစ်တဲ့ဟာတွေကိုပြန်တင်တာနော်ပြည်သူတွေကိုအာယုံလွှဲဖို့ကြိုးစားတာသတင်းပန်တွေကိုဖုံးပြဖို့ကြိုးစားတာဒါတွေကိုလည်းလှုပ်လာတာကိုမြင်ရတဲ့အချိန်မှာကျွန်တော်တို့ပြည်သူအယောက်ချင်းစီတိုင်းကလည်းအ ਨੇ ဆုံးတော့အသိလေးသတိလေးနဲ့နော်ရန်သူဘက်ကနေပြီးတော့နော်ဥပမာဆိုလို့ရှိရင်သူတို့ဘက်ကဘောမလော်ဘီတွေကတစ်ချက်ကလေးလီလေပြလိုက်တာနဲ့အဲ့ဒါကိုဝိုင်းပြီးတော့ပုတုမဆိုပြီးတော့ဝိုင်းပြီး share တဲ့ထဲမှာကိုရီမပါဖို့နော်သိတယ်မလားတခါရန်သူဘောမတွေဘက်ကပြောလာလို့ရှိရင်ဟိုဟာလေးနည်းနည်းလောက်ပြောလိုက်တယ်နဲ့ကိုယ့်ဘက်ကလူတွေကဝိုင်းပြီးတော့မ share ဖို့ဒါမျိုးကအစကျွန်တော်တို့ဒေါ်လာရေးအသည့်ဒေါ်လာရေးသတိရှိနဲ့နော်လှုပ်ဆောင်ကြဖို့လူသလိုလှုပ်ဆောင်ကြဖို့လူသလိုရန်သူကရွယ်ချက်ရှိနဲ့လွှင့်ထုတ်လိုက်တဲ့သတင်းမားတွေရှိနိုင်တယ်ရန်သူကရွယ်ချက်ရှိနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့နော်အာယုံကိုပြတ်ယွင်းသွားအောင်နော်လုံမဲ့ဟာတွေရှိရင်ရှိနိုင်တယ်နော်ဥပမာဆို line ပေါ်မှာရန်ဖြစ်ပြတဲ့ဟာမျိုးတွေနော် line ပေါ်မှာပြည်သူကဘာတွေကိုပို့ပြီးတော့စိတ်ဝင်စားနေဘာတော့ trending ဖြစ်ပြီးတော့သတင်းမှန်တွေကိုဖုံးသွားမလဲဥပမာဆိုလို့ရှိရင်ဒီနေ့ KIA ကိုကချင်ကိုတွေကနေပြီးတော့ဗဇင်းကင်လိုက်ပြီးလို့ရှိရင်ကလန်ဒါကြဒီသတင်းကိုဖုံးမှုလို့သူတို့ဘာတွေလုပ်လာမလဲဘလို့ကောလာဟာလာတွေလွှတ်လာမလဲကျွန်တော်ပြည်သူတွေစောင့်ကြည့်နော်နာဒမောပါနော်နရိုင်းနော်ရိုစီအောနော်တာလီဇွာပါနော်ဒါတွေကိုကျွန်တော်တို့ပြည်သူတွေကကိုယ့်ရဲ့အသည့်ကိုယ့်ရဲ့သတိနဲ့ကျွန်တော်တို့တော်လိုင်းရဲ့သတင်းတွေလိုင်းပေါ်မှာဆိုလို့ရှိရင်လည်းလွှမ်းမိုးထားနိုင်ဖို့အဲ့ဒီမှာလည်းသတင်းစစ်သတင်းမှန်တွေဖြစ်ဖို့လို့နော်ကျွန်တော်တို့ဒါကိုလည်းပြည်သူတွေအယောက်ချင်းစီတိုင်းကိုလည်း
သတင်းပေးခြင်းနဲ့ဘာကြောင့်လဲဆိုတော့တစ်ခါကြားလို့ရှိရင်ကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေနော်လိုင်းမရတဲ့အခါတွေရှိတတ်တယ်ဆိုတဲ့ဟာတွေလည်းကျွန်တော်တို့ကြားမိတယ်နော်ကြားမိတယ်ဆိုတော့တကယ်လို့မြန်ကိုယ့်ဘက်ကပြည်သူတွေကနေပြီးတော့ရန်သူရဲ့လေကြောင်းသတင်းတို့ရန်သူရဲ့စစ်ကြောင်းလှုပ်ရှားမှုသတင်းတို့အဲ့ဒါတွေကိုပြည်သူရင်ခွင်တို့ပြည်သူဗန်းတိုင်းတို့နော်ဒီဟာတွေကိုသတင်းပေးဖို့ခြင်းရန်သူရဲ့လှုပ်ရှားမှုတွေကိုမြို့ပြပျောက်ကြားတွေကိုအသိပေးခြင်းနော်တခါရန်သူရဲ့လေကြောင်းတွေလေနေဘယ်ချိန်မှတက်တယ်ထောက်ဖို့လမ်းကြောင်းတွေကဘယ်လိုသွားတယ်ဒါတွေကိုကျွန်တော်တို့ကနော်ဒါတွေကိုကျွန်တော်တို့ပြည်သူတွေကြားထဲမှာအချင်းချင်းပုံမူပြီးတော့ဝေမျှကြဖို့ရည်ကြည့်ပါတယ်ဒီလိုဝေမျှမှသာ social media ဆိုတာကဝေမျှတဲ့လူများလီမျှဝေတဲ့လူများလီပို့ပြီးတော့သူကတက်လီ reach ကတက်လီအဲ့တော့တကယ်လို့မြန်ကျွန်တော်တို့အရေးမြအဖက်မြဟိုဘက်ကနော်ဘောမနော်အုပ်စုတွေရဲ့ဟာတွေကိုကျွန်တော်တို့ကသူတို့ကတခွန်းလောက်လေးကိုယ့်ဘက်ကိုနော်ဟတ်တီစင်မဲ့စကားလေးပြောလိုက်တာနဲ့ဝိုင်းပြီး share ကြမယ်ဆိုလို့ရှိရင်ဒါသူတို့ရဲ့စိတ်သက်စစ်စီရင်းနဲ့ဝါရဖြန့်ချီရင်းနဲ့ကအောင်မြင်တာပဲနော်အဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကလှောင်ပြီးတော့ပဲဖြစ်ဖြစ်အနေဆုံးနော်သဘောမတူလို့ပဲဖြစ်ဖြစ်သူတို့ကိုလူရမသွင်းခြင်းအဖြစ်အဖက်မလုပ်ခြင်းအဖြစ်ကျွန်တော်တို့ကဘွိုင်းကောက်ထိထိရအောင်နဲ့သူတို့ကိုကျွန်တော်တို့ဖယ်ရှားရှင်းလင်းပြီးတော့ကော့ဘကသတင်းမှန်နေသတင်းစစ်တွေအဲ့ဒါတွေပို့ပြီးတော့ reach ဖြစ်အောင်လုပ်ပေးဖို့သိရေးကြည့်ပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဦးစားဘတ် campaign လိုဟာမျိုးနော်ရပ်ပေါင်းများစွာကြာပြီ reach ကလည်းနော်ဒီပိန်းကထုလိုက်စိတ်ပိန်းကထုလိုက်နဲ့ reach ကမရှိဘူးသူတို့ရဲ့ရရှိမှုအလူငွေနော်အနေထားဆိုလည်းအခြေအနေမကောင်းဘူးအဲ့တော့ခုနကလူဘောမတစ်ဖက်သိပ်ဒီဘက်ကိုနော်ကျွန်တော်တို့အဲ့ဒါတွေကိုကျွန်တော်တို့ကလက်လူရှုပြီးတော့ block ပြီးတော့ဒီဘက်ကကိုယ့်ဘက်ကတကယ်အမှန်ကန်လုံးမဲ့သူတွေကိုကျွန်တော်တို့ကမြေတောင်အနည်းဆုံးအဲ့လိုမျိုးမြှောက်ပေးလို့ရတယ်အဲ့တော့ကျွန်တော်ဒီဒေါ်လာရေးကြီးအောင်ဖို့ဆိုလို့ရှိရင်ဥဆောင်တဲ့သူရဲ့ကောင်းမွန်သောဥဆောင်မှုနဲ့ပြည်သူအားလုံးရဲ့ပါဝင်နိုင်မှုနော်အဲ့ဒါဒီအကုန်လုံးကိုကျွန်တော်တို့ကဟန်ချက်ညီညီနဲ့ချိတ်ဆက်ပြီးတော့လှုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ပြည်သူတွေအရောက်ချင်းစီတိုင်းရလဲမိမိရဲ့အသိစိတ်ဓာတ်နဲ့မိမိရဲ့သတိနဲ့နော်ရန်သူကိုခွန်အားဖြစ်စေမဲ့အရာဘာမှမလုပ်ချဲနော်ပိတ်ရေးကြည့်ပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ရှောင်ကျင်ခြင်းကျွန်တော်ဒေါ်လာရင်းအစမှာဆိုလို့ရှိရင်ကျွန်တော်တို့နော်တပိတ်မောက်ခြင်းတို့လူမျိုးရေးပြစ်ဒဏ်ပေးခြင်းတို့တိတ်ပြီးတော့ခွန်အားကောင်းခဲ့ပါတယ်ရတဲ့အချိန်မှာလဲကျွန်တော်တို့လုံနိုင်တဲ့လောက်လှုပ်ခြင်းအဖြစ်ဒီဒေါ်လာရင်းရဲ့အစကတည်းကနော်ကျွန်တော်တို့စစ်ကောင်စီကိုတော်လန်နေတဲ့သူတွေနဲ့သသားရိုက်ရှိကြောင်းပြလို့ရပါတယ်တခါရန်သူတွေကိုကျွန်တော်တို့ကနော်ငါတို့ကတော့မင်းတို့ကိုတသက်မမေ့ဘူးဟေ့ဆိုတာကိုဒီပါဇက်လေးကမဟုတ်ဘဲနဲ့အလုံးနဲ့သက်တည်ပြလို့ရပါတယ်နော်အဲ့တော့ယနေ့ကျွန်တော်ပြည်သူတွေပြန်လည်ဆန်းစစ်ပါမိမိကပေးလိုက်တဲ့ပတ်စံဒီရန်သူရဲ့လက်ဓာတ်ဒီနော်ပဇင်းနေငှက်ဒီစီဘိုးဖြစ်သွားမယ်မိမိပေးလိုက်တဲ့ပတ်စံဒီရန်သူကကိုယ့်ပြည်သူတွေကိုပြန်ပြီးတော့နော်တိုက်ခိုက်မဲ့ကြည်စံဘိုးတွေနှခမ်းနီတောင်ဘိုးတွေဖြစ်သွားမယ်ဒါကိုလည်းကျွန်တော်တို့သတိရှိနဲ့ကျွန်တော်တို့ရန်သူရဲ့ထွက်ကုန်တွေတပိတ်ပေါက်ချင်းဆိုတဲ့ဟာကိုအရှိန်အဟုန်ကောင်းကောင်းနဲ့ကျွန်တော်တို့လှုပ်ဆောင်နိုင်ကြဖို့လိုပါတယ်ဘယ်သူမှမစခင်မိမိကိုမိမိစပါနော်ဘယ်သူမှမသိဘူးငါမြန်မာဘီယာလေးတပူးလောက်တော့ခိုးတောက်လိုက်မယ်ဆိုတာမျိုးထက်နော်ငါကနေစပြီးတော့နောက်လူတွေကိုပြန်ပွားစေရမယ်ငါကနေစပြီးတော့ပတ်ဝန်းကျင်ကိုငါတို့စီယုံရေးလုပ်မယ်စီလုံးရေးလုပ်မယ်ငါကနေစပြီးတော့အပြုသဘောစိတ်ဓာတ်တွေနဲ့ဒီဒေါ်လာရေးကိုအောင်ကိုအားမယ်ဆိုတဲ့မမိတ်မတုံစိတ်ဓာတ်နဲ့ရန်သူကိုစော့မယ်အဲ့တော့ကျွန်တော်တို့ကရန်သူကိုစော့ရဲဆိုတာကစိတ်ကူးရင်နေတာတခုတည်းမဟုတ်ဘူးလေကျွန်တော်တို့ကယနေ့အချိန်နော်ဒီလိုမျိုးအောင်ပွဲတွေရအောင်လုပ်ပေးဖို့လို့အထွက်ကျွန်တော်တို့ရဲ့ပြည်သူတွေဂျန်စည်းတွေကမြေပြင်မှာလက်တွေ့တိုက်ပွဲဝင်နေတယ်တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကသူတို့ကလက်တွေ့တိုက်ပွဲဝင်နေတယ်သူတို့တော်မှအသက်ပေးပြီးတော့မြေပြင်မှာတောတောင်တွေထဲမှာနှစ်ပေါင်းများစွာရက်ပေါင်းများစွာလပေါင်းများစွာရာသီဥတုကံနဲ့ခံတဲ့အစင်းရန်ခံတဲ့အနာဂတ်ကိုစွန့်နေအသက်ကိုပေးပြီးတိုက်ပွဲဝင်နေကျွန်တော်တို့ရဲ့ပြည်သူတွေကသူတို့ရဲ့နော်သဲတမုံစာညူတပုံစာလောက်လေးရှိတဲ့အရာတွေကိုပို့ပြီးတော့ထိထိရောက်လုပ်နိုင်ရမှာဖြစ်ပါတယ်ဒါကိုလည်းယနေ့အသစ်တစ်ဖန်ပြန်လည်ပြီးတော့တိုက်တွန်းနှိုးဆော်လို့တယ်ဒီဒေါ်လာရေးကြီးအောင်မို့ဆိုတာကနော်ကျွန်တော်တို့ရန်ကုန်မှာနေတဲ့လူထုကောမန္တလေးမှာနေတဲ့လူထုကောအေရဝတီမှာနေတဲ့လူထုကောကချင်မှာနေတဲ့လူထုကောဂရေမှာနေတဲ့လူထုကောချင်းတောင်ကောအကုန်လုံးစုပေါင်းပြီးတော့အဖက်ဖက်ကနေပြီးတော့ရန်သူကိုဝိုင်းပြီးတော့ထိုးနှက်ပြီးတော့ဝိုင်းရန်သူကိုလုံးဝအနာမပေးဘဲနဲ့နီးပေါင်းစုံနဲ့
တော်လန်တိုက်ခိုက်ပြီးတော့အဆုံးသက်တိုက်ပွဲကိုသွားကြမှာဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့တင်ပြခြင်းနဲ့အဲ့တော့တကယ်ကြည့်ကြည့်လိုက်ရန်သူကိုကျွန်တော်တို့ကနေ့စဉ်နော်နှွာနေဖို့ဆိုတာကအဓိကကတော့မဟာဗျူဟာမြောက်တွေကျွန်တော်တို့ကထိုးစစ်ဆင်မှုပဲမဟာဗျူဟာမြောက်တွေထိုးစစ်ဆင်မယ်ဆိုလို့ရှိရင်နံပါတ်1နော်ရန်သူကအခုလောလောဆယ်ဆိုလို့ရှိရင်သူတို့ရဲ့မဖြစ်မနေစစ်မှုထမ်းဥပဒေကြောင့်နော်အပတ်စဉ်14လောက်အထိကိုရောက်သွားပြီအဲ့တော့ရန်သူကမဖြစ်မနေစစ်မှုထမ်းဥပဒေကိုအကောင့်ထဲပေါ်နေတဲ့ဟာကိုဘတ်တူတွေကြောင့်ကျွန်တော်တို့ကနော်ဘလို့တွေပေါ်လို့ရနေတာလေရက်ွက်ထဲကလမ်းမှုကြောင့်လားစိန်မှုကြောင့်လားယာအိမ်မှုကြောင့်လားရဝတာဥက္ကဋ္ဌကြောင့်လားနေထိန်ရဲကြောင့်လားစခန်းမှုကြောင့်လားမိသက်ဘူးကြောင့်လားကြက်ချင်းဒီအယောင်ဆောင်ထားတဲ့ကောင်တွေကြောင့်လားပရာဟိတအယောင်ဆောင်ထားတဲ့ကောင်လားဒီသတင်းတွေကိုကျွန်တော်တို့နော်ဒီဘက်ကတော်လေရဲဘော်တွေရှိကိုထောက်လဲသတင်းအနေနဲ့လှမ်းပြီးတော့ပို့ပေးပြီးလို့ရှိရင်တေချာစစ်ပြီးလို့ရှိရင်လုံနိုင်ကင်နိုင်ဇွမ်းရှိတဲ့သူတွေကလုံစီယာကင်စရာရှိတာတွေကိုသူတို့ကလုံကြမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကလည်းဒီလိုပါဝင်လို့ရတယ်အ ਨੇ ဆုံးတော့သတင်းအချက်လက်အနေနဲ့ပါဝင်လို့ရတယ်အ ਨੇ ဆုံးတော့ကျွန်တော်တို့ရဲ့ပတ်စံတွေငွေကြေးတွေကိုသူတို့ရှိကိုမရောက်သွားအောင်အ ਨੇ ဆုံးတော့ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေခွန်အားတွေကသူတို့ရှိကိုမပါသွားအောင်ကျွန်တော်တို့လုပ်လို့ရပါတယ်နော်တခါနံပါတ်2အနေနဲ့ကရန်သူရဲ့ငှက်တိုက်တွေနော်လရတိုက်တွေကိုกินတဲ့ကိစ္စကျွန်တော်တို့ဒီဒေါ်လာရေးထဲမှာဆိုလို့ရှိရင် Brave Warrior for မြန်မာလိုဟာမျိုးကတကယ်ကိုငှက်တိုက်တွေကိုပုံမှန်กินနေနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့သူတို့လိုအဖွဲ့တွေကိုကျွန်တော်တို့ကညာဝိုင်းပြီးတော့များလေးမြေတောင်မြောက်ပေးခြင်းအဖြစ်နော်တိုင်းရလနဲ့ကြိုက်တဲ့ဖွဲ့ကြီးတွေကလည်းဝိုင်းပြီးတော့မြေတောင်မြောက်ပေးခြင်းအဖြစ်နော်ရန်သူကိုကျွန်တော်တို့ကထိထိရောက်မဟာဗျူဟာမြောက်လက်ဦးမှုယူလို့ရတယ်တခါရန်သူရှိမှခဲရမိကြောင်မရှိတော့လို့ရှိရင်ရန်သူရဲ့လက်နဲ့ဆိုတဲ့အရာတွေကဒုတ်သက်တာပဲအဲ့တော့ကျွန်တော်တို့ကပ္ပစလိုဟာတွေကိုကျွန်တော်တို့ဝိုင်းတီးဖို့ဝိုင်းနွားဖို့အဲ့တော့ကပ္ပစလိုဟာမျိုးတွေဆိုပြီးခဲ့တဲ့လပိုင်းနေရဆိုလို့ရှိရင်ဗမာအာမီကနော်နွားခဲ့တဲ့တပ်တွေရှိတယ်တရင်တွေရှိတယ်သူတို့လိုအဖွဲ့တွေအဲ့ဒီကပ္ပစဝင်းကျင်ဒေသမှာရှိတဲ့နယ်မြေကန် local အဖွဲ့တွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့မြေတောင်မြောက်ပေးခြင်းနော်သူတို့တွေကဘသူတွေလဲဆိုတော့ယနေ့ချိန်မှာတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကြီးတွေလည်းသိနေပြီဖြစ်တယ်သူတို့တွေကိုကျွန်တော်တို့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကြီးတွေကမဟာဗျူဟာမြောက်ဥစားမှုပေးပြီးတော့သူတို့တွေကို mission တွေကိုဖော်ဆောင်ဖို့လို့လမ်းညွန်ထိန်းချောင်းညွှန်ကြားပေးခြင်းတက်ဆင်ပေးခြင်းနော်နံပါတ်4အချက်အနေနဲ့ကစစ်ကောင်စီရဲ့နောက်တန်းစစ်ဌာနချုပ်တွေနော်ပြီးခဲ့တဲ့ရက်ပိုင်းကဆိုလို့ရှိရင်ကျွန်တော်တို့ပခုတ်ကူမှာဆိုလဲတွေးလိုက်ရဲ့နော်နောက်တစ်ခါကျတော့နောက်တစ်မြို့နော်တွေးလိုက်ရဲ့နော်ရန်သူရဲ့နောက်တန်းစကန်တွေတက်မဌာနချုပ်တွေတရင်ဌာနချုပ်တွေတိုင်းစစ်ဌာနချုပ်တွေကိုအနာမပေးဘဲနဲ့နော် drone နဲ့သွားကျဲတာတွေရှိတယ်